ဆုတောင်းမှားလို့ဒုက္ခရောက်သွားတဲ့အမျိုးသမီးလေးတယောက်ရဲ့အကြောင်းအရာကိုဒီနေ့ဘုန်းကြီးတို့ဘုရားဘာသာသူတော်စင်တွေဒီတရားလေးနာပြီးတော့တို့ဘာတွေလိုက်နာတဲ့နဲ့ဘာတွေရှောင်တဲ့နဲ့ဆိုတာသိရအောင်လို့ဘုရားဘာသာလူမျိုးဆိုတာဘေးတိုင်ဆုတောင်းတတ်တယ်ဆုမတောင်းဘူးလားဆုတောင်းတယ်တဲ့နောက်တစ်ခုကဆုပေးတယ်တဲ့ဗာပေးတယ်တဲ့ဩဆုတောင်းတယ်ဆုပေးတယ်ဘယ်သူကတောင်းလဲလူရင်တဲ့လူကတောင်းတယ်ဘယ်သူကပေးလဲအဲ့ဒီအကြောခံရတဲ့ပုဂ္ဂိုလ်ကပေးတယ်အဲ့တော့ဒီနေ့ဆုတောင်းဆုယူနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ကဘာပေါ်မှာဗုဒ္ဓဘာသာတစ်မျိုးနဲ့ဆုတောင်းဆုယူဟာလောက်တာမဟုတ်ဘူးဘုရားတိုင်အခြားခြားသောခရစ်ယာန်တို့အစ္စလာမ်တို့ဟိန္ဒူတို့ဒီဘာသာတွေဟာလည်းပဲသူတို့ဘာသာလျောက်ဆုတောင်းတယ်တဲ့ဆုယူတယ်တဲ့ခရစ်ယာန်ဘာသာဝင်တယောက်သိသွားရင်ဘုရားကျောင်းလေးကိုအဲ့ဒီအလောင်းကြီးယူသွားတယ်အဲ့ဒီအလောင်းကြီးယူသွားပြီးတော့အဲ့ဒီဘုရားကျောင်းတော်မှာအဲ့ဒီအလောင်းကြီးချပြီးတဲ့အခါကျတော့အဲ့ဒီမှာခရစ်ယာန်သင်းအုပ်ဆရာကြီးတွေအဲ့ဒီဆရာကြီးတွေကဘာလို့လဲပြည့်တဲ့တမာကျမ်းစာတွေဖတ်ပြီးတော့ဆူတောင်းပေးတယ်ဘာလို့ပေးလဲသိသေးသွားတဲ့ခရစ်တော်ခေါ်ယူခြင်းခံရတဲ့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ဟာကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေဆိုပြီးတော့သူတို့ဒီလိုယူဝါဒဆူတောင်းပေးလိုက်တာတဲ့ဆူတောင်းဝတ်ပြုဝဲဆိုပြီးတော့တခါသတင်းစာထဲမှာပါတယ်နာရေးကြော်ညာတယ်ဖတ်လို့ရှိရင်ဘယ်အချိန်မှာတော့ဖြင့်ဘယ်အကြောင်းမှာဘယ်ဘုရားရှိခိုးကြောင်းမှာဆူတောင်းဝတ်ပြုပြီးတော့မှဘယ်သုတ်တန်ကိုပို့ဆောင်သိမ့်ကြပါမယ်ဆိုပြီးတော့ဒီလိုအခြားခြားဘာသာဝင်တွေမှာလည်းပဲဆူပေးတယ်တဲ့ဆူတောင်းတယ်တဲ့ဒါဗုဒ္ဓဘာသာမှာလည်းမဟုတ်အခြားခြားဘာသာတွေမှာလည်းရှိအဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓသာသနာတော်ရှုတောင်းကနေပြီးတော့ဒီရှုပေးတာရှုတောင်းတာဟာကြည့်မယ်ဆိုရင်ဘုရားရဲ့ရှုဆိုတာသူများတောင်းပေးလို့မရဘူးတဲ့ရှုဆိုတာသူများတောင်းပေးလို့ရလားမရပါဘူးဗျာကိုယ်တိုင်တောင်းယူရမှာဘာလို့ရမှာလဲအဲ့ဒါလေးမှတ်ထားပြီးတတ်တယ်ရှုဆိုတာသူများတောင်းပေးလို့မရဘူးကိုလိုချင်တဲ့ရှုကိုဘယ်သူပဲတောင်းယူရကိုယ်တိုင်ပဲတောင်းယူရမယ်တဲ့အသက်စိတ်ခါကြီးမားတဲ့မိဘတွေဆရာသမားတွေတန်ဃာတော်တွေသတင်းဝါလာကျွတ်တို့ဝါဆိုဦးတို့ဝါဝင်ဝါတွဲပေးသားရသွားပြီးတော့အဲ့ဒီတက်ကြီးတဲ့ပုဂ္ဂိုလ်တွေမိဘဆရာသမားတွေကိုမကြော့ဘူးလားကြော့တယ်ကြော့တဲ့အခါကျတော့အဲ့ဒီကြော့ခံတဲ့ပုဂ္ဂိုလ်တွေကပေးလိုက်တာပြည့်တိုင်းဘုံကြီးပါတဲ့တက်ရှိပါသည်အနာကင်းပါသည်အန္တရာယ်ကင်းပါသည်နာမျိုး96ပါးကကင်းပါသည်ဒီလင်ဒီမရအိုအောင်ပေါင်းရအိုအောင်မင်းအောင်ပေါင်းရပါစေဆုမပေးဘူးလားအဲ့တော့သူတို့ဆုရတတိကြီးပေးတဲ့အခါကျတော့အောက်ကသွားကြောတဲ့သူကဆုပေးလဲဆုံးလဲဆုံးတော့ပြည့်သားရေဘာပြောလဲကဲပေးတဲ့ဆုနဲ့ပြေးပါစေမပြောဘူးလားအဲ့ဒီတော့ဘေးသားရဲ့ဆုဆိုတာအဲ့ဒီလိုပေးလို့မရဘူးဆုဆိုတာအဲ့လိုပေးလို့မရအဲ့ဒါဖြင့်ဘုရားတပည့်တော်တို့သွားပြီးတော့အမေတို့ဖေတို့တက်ကြီးရွယ်ဝတွေသွားပြီးတော့ကြော့နေတာသူတို့ဘုံကြီးပါတဲ့တက်ကြီးပါတဲ့နာကင်းပါတဲ့ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေအဲ့ဒါဘာလုပ်နေတာတော့ဆိုရင်ဆုပေးတာမဟုတ်ဘူးဘုရားအဲ့ဒါမေတ္တာပို့တာဘာလို့တာလဲအဲ့ဒါလေးမှတ်ထားပါအဲ့ဒါဆုပေးနေတာမဟုတ်ဘူးအဲ့ဒါမေတ္တာပို့နေတာအဲ့ဒါဘာလို့လဲသူပေးတဲ့ဆုနဲ့ तू ကဘုံကြည့်ပါတယ်ဆိုတိုင်းဘုံကြည့်ပါမလား तू အသက်ရှင်ပါတယ်ပြောတိုင်းကိုအသက်ရှင်ပါမလားဒီလေဒီမယားအိုအောင်မင်းအောင်ပေါင်းရပါသေးလို့ပြောတိုင်းဟောဘုရားတိုင်အိုအောင်မင်းအောင်ပေါင်းရရဲ့လားမပေါင်းရဘူးလေအသက်ငယ်ငယ်ရွယ်နဲ့မိမသေးသွားတာယောက်ျားသေးသွားတာမရှိဘူးလားစိတ်တော်သားရင်မတိုင်းဆိုင်လို့ခွာပြဲသွားကြတာကွဲကြခွာကြတာတွေကမရှိဘူးလားအဲ့ဒါဆိုသူဆုတောင်းသူပေးတဲ့ဆုပြည့်ပါမလားမပြည့်ဘဲနဲ့ဘာဖြစ်လို့အဲ့တုန်းကပေးတဲ့ဆုနဲ့ပြည့်ပါတယ်လို့ပြောခဲ့တာတော့လို့ဆိုတော့မသိဘူးထုံးတာတိုင်းပဲပြောရတာဟဲ့
သူကလည်းပေးနေတာဟိုအရှိကြီးစုကအရှိကြီးပေးနေတော့နားထောင်နေတာအောက်ကနေပြီးတဲ့အခါကျတော့အမတချို့ရှိသေးတယ်ပေးတဲ့စုနဲ့တလုံးတဝကြီးတဲ့ဗါတယ်လည်းမရေးတာရဲ့မပြောဘူးလားတော်တော်လောဘကြီးတဲ့ပုဂ္ဂိုလ်တွေပေးတဲ့စုနဲ့ကြည့်ပါလေတော်ရောပေးတဲ့စုနဲ့တလုံးတဝကြီးပြရပါလို့ဤဖေဟာတဲ့အဲ့တော့ဘုရားရဲ့မှတ်ထားပါဒီဥစ္စာကစုပေးတယ်ဆိုတာသူများပေးလို့မရဘူးအဲ့ဒါစုပေးနေတာမဟုတ်ဘူးမေတ္တာပို့ပေးလိုက်တာဘာပို့ပေးလိုက်တာလဲအဲရောက်ဆိုတာမှာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဗုဒ္ဓဘာသာလူမျိုးမှာသူဟာလွန်တောင်းတာဘာသာကြားလဲတောင်းတာပဲသေပွဲကြုံသည့်ခါဘာသာကြားလဲတောင်းတာပဲသေပွဲကြုံသည့်ခါခရစ်ယာန်တယောက်သေသွားတယ်ခရစ်တော်ခယူခြင်းခံရတဲ့ခရစ်တော်မှာအိပ်ပြောတယ်ဘာတွေရေးတာဘုရားကြောင့်လည်းယူသွားပြီးတော့ဒီပုဂ္ဂိုလ်ရဲ့ဝိညာဉ်ကောင်းကင်ဘုံကိုသွားပါစေဘုရားသခင်နဲ့တွေ့ပါစေသေတဲ့အခါမှာဝိပုစုတောင်းပွဲတဲ့ခရစ်ယာန်ဘာသာမှာရှိတယ်ဆိုလိုက်သုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါသုဆိုသည်မှာတောင်းတိုင်းသာဘယ်ခါမပြေပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါသူများတောင်းပေသာလို့ဝေပြည့်ရေမမြင်ပါဒီတော့ဘုရားတတ်တဲ့စုဆိုတာရော့အင့်လို့ဆိုပြီးတော့ပေးလို့ရတဲ့အရာဝတ္ထုမျိုးမဟုတ်ဘူးတဲ့ဒါဖြင့်ဆူတောင်းတယ်ဆိုတာဘယ်လိုလဲဆူတောင်းတယ်ဆိုတာဘယ်လိုလဲကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့တရားနာတော်မှာဗုဒ္ဓဘာသာကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတာနဲ့ဘယတာတွေအဲ့ဒီပြုလုပ်တဲ့ကုသိုလ်ရဲ့အကျိုးတရားနှမျိုးမှပါကုသိုလ်နဲ့ကုသိုလ်အကျိုးတရားဘယ်နှမျိုးလဲသင်္ကန်းလူရတာကုသိုလ်အဲ့ဒီသင်္ကန်းလူတဲ့ကုသိုလ်ရဲ့အကျိုးတရားဆိုတာရသလားမရဘူးလားအဲ့ဒီတော့အဲ့ဒီပြုလုပ်ထားတဲ့ကုသိုလ်နဲ့ကုသိုလ်ရဲ့အကျိုးတရားကိုစိတ်နဲ့အာယုံပြုပြီးတော့ဖြစ်စေဓမ္မမို့လို့ရှင်လည်းပဲပိဋကရဲ့နှုတ်ကနေပြီးတော့ရွတ်ဆိုပြီးတော့ဖြစ်စေတဲ့ကိုဖြစ်ခြင်းတာကိုရခြင်းတာရောက်ခြင်းတာကိုတောင်းတယ်ဆိုတဲ့စကားကိုဆုတောင်းတယ်လို့ခေါ်တယ်ရွှေတကုံဘုရားပေါ်မှာရောက်သွားအိုးဂျိုကြီး၈ခွင်တော့မရှိဘူးလားဘုရားတိုင်အနေကိုနေတင်လာအင်္ဂါဘုဒ္ဓဟူဒီဂျို၈ခွင်နေမှာဘုရားရည်သွားတတ်ပဲကြရေသွားတတ်ပဲတော့ကိုယ်ဂျိုတိုင်းကိုယ်မွေးနေမှာဗေဒင်ဆရာကဟောလိုက်တဲ့ရေသက်စီသွားလူတဲ့ရေွယ်လေးခပ်ပြီးတော့ဘုရားလောင်းတဲ့ရေနဲ့ပူဇော်တဲ့အခါကျတော့ဘုရားရဲ့အဲ့ဒီမှာစောင့်နေတဲ့ဟိုနိဗ္ဗာန်တော်တရားကြီးကတနင်္ဂနွေသာသမီဧကဲတို့ရေလူရတဲ့အကျိုးကတော့ဂျိုတိကျမကသမားများလည်းပြောက်ပါစေဘုန်းကြီးဗာဒေနာကမန္တသက်ရှိပါစေအာပေါင်းအာရင်ကောင်းကောင်းနဲ့ဘုရားတိုင်ဘယ်လိုပင်စုတွေတောင်းပေးနေပါတော့လည်းပဲရေတပ်ပဲနေတာကကိုစုတောင်းနေတာကနိဗ္ဗာန်သောလွယ်နေတယ်လွယ်လားမလွယ်ဘူးလားသူဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့တော့ဒီမှာဘုရားရဲ့ကြည့်လိုက်သားမှာစုဆိုတာကိုရှေ့ကတော့မတောင်းဘူးလားတောင်းရတယ်တဲ့ဘယ်သူတွေတောင်းလဲဘုရားလောင်းတော်တို့ထေကြီးထေယာယဟန္တာယောက်ျားယဟန္တာမိန်းမကြီးတွေအဲ့ဒါသာဝကမဟာသာဝကကြီးတွေသူတို့လည်းပဲဘုရားတွေစုတောင်းနေကြတယ်ဘာလို့ခဲ့ကြတယ်ဆုတောင်းနေကြတယ်ဘုရားတည်းအဲ့တော့ဒီမှာရသောတရားတို့ဓမ္မဒိဋ္ဌာတို့သူတို့လည်းပါရမီဖြည့်ရကာလတွေမှာဘုရားတွေနဲ့တွေ့တဲ့အခါမှာလူရင်နဲ့ဆုဆိုတာသူတို့လည်းတောင်းမှုတယ်သို့တော့မှတ်ရမှာကဘုရားတည်းဆုတောင်းပြီးရင်တောင်းတဲ့ဆုနဲ့တန်အောင်ဆုတောင်းပြီးရင်ပါတယ်တော့အလုပ်လုပ်ရမယ်တဲ့ဘာလုပ်ရမယ်လဲ
စုတောင်းမရင်တောင်းတဲ့စုနဲ့တောင်းအောင်လုပ်ရမယ်ဘာစုတောင်းရင်လည်းဘုရားစုတောင်းရင်လည်းရတယ်တောင်းဘုရားစုတောင်းရင်လည်းတောင်းဘုရားစုတောင်းမရင်ဘိဓတ္တေဘလောက်ကြာအောင်လောက်ရမလို့ဆိုရင်လေးအသိချင်းနဲ့ကဘာတသိဦးနဲ့နော်ကဘာတွေမဟုတ်ဘူးလေးသိချင်းနဲ့ကဘာတသိတိုင်အောင်ဘာလို့ရမလဲဖယားနဲ့တန်တဲ့အလုပ်တွေလောက်ရမလားမလောက်ရဘူးလားလောက်ရမယ်တဲ့သားတွေဆုံးရမယ်မယားဆုံးရမယ်စီးပွားဥစ္စာတွေဆုံးရမယ်ကိုယ်လေးလက်တွေခြေတွေအဖြတ်ခံရမယ်မျက်လုံးတွေဖောက်ထုတ်ပြီးတော့လှူရမယ်ဟောအမြတ်တို့တွေဆောင်ရရမယ်တောင်းမိပြီဆိုရင်ဘေးသားရဲ့စုနဲ့တန်တဲ့အလုပ်ဆိုတာရှိသလားမရှိဘူးလားဘုရားစုတောင်းပြီးရင်ဘယ်ဆရာတော်ကြီးကတော့ဘုရားစုပန်နာတာတဲ့ဘယ်ပုဂ္ဂိုလ်ကတော့ဘုရားစုပန်နာတာတဲ့ဘယ်ဘိုးတို့ကတော့ဘုရားစုပန်နာတာတဲ့သူတို့ဒီလိုပြောကြတယ်အဲ့တော့စုပန်တယ်ဆိုတာဘုရားတည်းရဲ့ပန်နာကလွယ်တယ်အဲ့ဒီပန်တဲ့စုနဲ့တောင်းတဲ့စုနဲ့လိုက်အောင်အလုပ်ဆိုတာလုပ်ဖို့ခက်တယ်ဖယားစုပန်တယ်ဟုတ်တယ်ပန်တဲ့စုနဲ့တောင်းအလုပ်လုပ်ရမယ်အဲ့တော့အနှိမ့်ဆုံးလေးသိန်းချင်းနဲ့ကဘာတသိန်းရှစ်အသိန်းချင်းနဲ့ကဘာတသိန်း16အသိန်းချင်းနဲ့ကဘာတသိန်းပါရမီရှစ်မှာအဲ့ကသာဝကတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလမကြဘူးလားဘယင်းတိုင်းအဲ့ဒီပုဂ္ဂိုလ်တွေကလည်းပဲဘယင်းတိုင်းဘာလို့ရတော့ဆိုရင်အက္ခမသာဝကစုကိုတောင်းပြီးရဲ့အဲ့ဒီစုနဲ့တန်းတဲ့အလုပ်တွေကိုဘလောက်လောက်ရလဲတသိန်းချင်းနဲ့ကဘာတသိန်းချင်းနဲ့ကဘာတသိန်းထိအောင်လုပ်ရတယ်ဒါအက္ခသာဝကရိုးရိုးသာဝကဘလောက်ဖြည့်ရလဲကဘာတသိန်းရိုးရိုးသာဝကကဘလောက်လဲအာနန္ဒာတို့ယသောတရားတို့ဓမ္မဒိဏတို့ပရာစာကြီးတို့ဒါရိုးရိုးသာဝကခေါ်တယ်ဒါပဂတိသာဝကရိုးရိုးသာဝကဩရှင်သာရိပုတ္တရာရှင်မမောက္ကလမဟာသာဝကသူတို့ကတသိန်းချေပိုးတယ်တသိန်းချင်းနဲ့ကဘာတသိန်းလောက်ရတယ်အဲ့တော့ဘုရားတည်းမြတ်စွာဘုရားကစလို့သာဝကအသီးသီးတွေကစုမတောင်းတယ်ဘူးလားတဲ့တောင်းတယ်အဲ့တော့စုနဲ့တန်တဲ့အလုပ်တွေကိုလုပ်တော်မူရတယ်ဒါကြောင့်မို့လို့ယဟန္တာဖြစ်သွားတဲ့ယဟန္တာထေရီထေဟာတွေကဘုရားတည်းယဟန္တာဖြစ်သွားတဲ့ချိန်ကာလမှာသူတို့ရဲ့ဘဝဇာလန်းကိုမှတ်တမ်းတင်ပြီးတော့ပြန်ဟောခဲ့တာတွေရှိတယ်တဲ့အဲ့ဒါစုပန်တယ်စုတောင်းတယ်ဆိုတာဘုရားတည်းရလို့တဲ့စိတ်ဖြစ်ခြင်းနဲ့စိတ်ဘာဖြစ်ခြင်းလဲယဟန္တာဖြစ်ခြင်းနဲ့ယဟန္တာတော့ရိုးရိုးယဟန္တာလားမဟုတ်ဘူးမဟာသာဝကဖြစ်ခြင်းနဲ့ပဂတိသာဝကဖြစ်ခြင်းနဲ့အဲ့တော့ဘုရားတည်းရလို့စိတ်ဖြစ်လို့တဲ့စိတ်ကိုမွေးမြူတာကိုဆုတောင်းတာတဲ့ပါဠိလိုပဋ္ဌနာပါဠိလိုဘယ်လိုခေါ်လဲဆုတောင်းတာကိုပါဠိလိုခေါ်တာကပဋ္ဌနာတဲ့အဲ့ဒါဆုတောင်းတာအဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလတို့လည်းဗမာတောင်းခဲ့တယ်အနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာရှင်သာရိပုတ္တရာကသာရကလူလင်ရှင်မောက္ကလကတိတိဝဒနာတထေသာဟောအဲ့ဒီဘဝကသာသူတို့လိုရင်တဲ့စုကိုတောင်းနေကြတယ်နှစ်ပါးလုံးလည်းဝဲရန်လက်ရရန်ဖြစ်ပေရစေတောင်းပြီးတော့ပိဋကကြီးဒီတိုင်းနေလို့မရဘူးဘာလို့ရမလို့ဆိုရင်စုနဲ့တန်တဲ့အလုပ်ကိုလုပ်ရတယ်ဘာနဲ့တန်တဲ့လုပ်ကိုလုပ်ရတယ်စုနဲ့တန်တဲ့လုပ်ကိုလုပ်ရတယ်တဲ့အဲဒီတော့ပိဋကတဲ့စုတောင်းပြီးစုနဲ့တန်တဲ့လုပ်ကိုလုပ်အဲ့ဒီတောင်းတဲ့စုကတော့ပြည့်သလားမပြည့်လားဆိုတာလည်းပဲအင်္ဂါ၅ပါးရှိသေးတယ်တဲ့အင်္ဂါဘယ်နှပါးလဲအင်္ဂါ၅ပါးနဲ့ပြည့်စုံမှသာလေတောင်းတဲ့စုပြည့်မယ်အဲ့တော့ဘုန်းကြီးတို့တရားတော်ကတွေကိုကိုပြန်မေးသမ်းမှာကိုကငါဘာသူတွေတောင်းနေတယ်လေငါဥပုပ်တွေစောက်တယ်တရားတွေနာတယ်သင်္ကန်းတွေလှူတယ်ကြောင်းတွေစောက်တယ်ငါဘာစုတောင်းတယ်လေအလွယ်ဖြစ်ရင်တော့နိဗ္ဗာန်စုတောင်းတယ်လို့ဖြေပါဘယ်စုတောင်းတယ်လို့ဖြေနိဗ္ဗာန်စုတောင်းတယ်လို့ဖြေမယ်နိဗ္ဗာန်ကိုစုတောင်းရင်နိဗ္ဗာန်ကိုရခြင်းရင်နိဗ္ဗာန်နဲ့တန်တဲ့အလုပ်ကိုလုပ်ရမလားမလုပ်ရဘူးလားပါဇက်ကတော့စုတောင်းနေတဲ့ပိဋကရဲ့သူနဲ့တန်တဲ့အလုပ်ကိုမလုပ်ဘူးဆိုရင်ပိဋကရပါမလားအေးဒါကြောင့်မို့လို့
ဘုန်းကြီးတို့ပြေတာပေါ့တော်ကောင်းတို့စုဆိုတာလိုချင်တာစုဆိုတာဘာဖြစ်လဲတနည်းပြောရင်ဖြစ်ချင်တာဟုတ်တယ်မဟုတ်လားဖြစ်ချင်တာလိုချင်တာအဘိဓမ္မာကျမ်းမှာနှမျိုးပြတယ်ပြေတာရင်လောဘနဲ့ဆန္ဒဘာနဲ့လဲလောဘလိုချင်တာနဲ့ဆန္ဒလိုချင်တာကွာတယ်လောဘရဲ့လိုချင်တဲ့စိတ်ကဘာတွေလဲဝတ္ထုအာယုံကာမဂုဏ်ရူပယုံတတ္ထယုံခန္ဓာယုံရတ္တယုံဘုဒ္ဓဘာယုံခေါ်တဲ့အာယုံ၅ပါးကိုလိုချင်တဲ့ဆန္ဒလိုချင်တာကကုသိုလ်ကွာသွားတာလောဘကဝတ္ထုအာယုံကာမဂုဏ်လိုချင်တယ်ဆန္ဒကကုသိုလ်ကိုလိုချင်တယ်နိဗ္ဗာန်ကိုလိုချင်တယ်ယဟနာဖြစ်ကိုလိုချင်တယ်ကိုရလို့ဖြစ်လို့တဲ့ဘဝမျိုးအရာဝတ္ထုမျိုးကိုပေးထားရင်အခုရင်ရနေတဲ့ကဲ့သို့ယုံကြည်စိတ်အပြည့်အဝဖြင့်မရမနေဆာလောင်ပြင်းပြတောင့်တတဲ့စိတ်ဘယ်သူဥသိနေတော့ဆိုရင်အဲ့ဒါဆန္ဒဥသိနေတယ်ဘယ်သူဥသိနေတယ်ဒါဖြင့်ဘယကတေဘာစုကိုပဲတောင်းစိတ်ထဲမှာတဲ့ကျင်နာပြီးတော့နှစ်သက်ပြီးတော့နှုတ်ကားနဲ့ဖွင့်ဆိုပြီးတော့အကောင်းထဲပေါ်ဒါဖြင့်မေးရရှိတဲ့ရှင်မယားပါဇက်ကနေပြီးတော့ဆူတောင်းမှဆုဆိုတာရမှာလားလို့မေးရင်နှုတ်ကားနေပြီးတော့ဖွင့်ဟာမဆိုတော်လည်းပဲဘိဓတ်တွေစိတ်ထဲမှာကျင်းကျင်းနတ်နှစ်သက်ပြီးတော့စိတ်ထဲကတကွယ်လိုခြင်းနဲ့စိတ်နဲ့ဆူတောင်းဖို့အဓိကအရေးကြီးတယ်တချို့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးတဲ့နှုတ်ကတော့ဆိုတယ်စိတ်ကမပါဘူးဆိုရင်ဘိဓတ်တွေဒီဆူတောင်းမပြည့်ဘူးတဲ့နှုတ်ကတော့ဆိုနေတယ်စိတ်ကမပါဘူးဆိုဆူတောင်းပြပါမလားအဲ့တော့ဆူတောင်းပြီးရင်တောင်းနေဆုနေတန်တဲ့အလုပ်တွေကိုငုံမိတဲတိုင်းတက်နိုင်ဖြားရောက်မပြတ်စေတော့ဘဲနဲ့ပိဋကရဲ့အမြဲတမ်းလုပ်ရမယ်တဲ့ဘုန်းကြီးတို့ဘုရားလောင်တော်ကြီးများသဗ္ဗညုတညာဆုကြီးပန်ပြီးတော့ဒီဆုကိုမရရင်ငါမနေသေးသေးကြည်ကြည်ရအောင်ဆောင်ရွက်မယ်ဘယ်အကြောင်းကြောင့်နဲ့မှတော့ငါဆန္ဒအပြည့်မခံနိုင်ဘူးဆိုပြီးတော့အလောင်းတော်ကြီးများဟာမိမိတို့ရဲ့ရည်ရွယ်ချက်ကိုရိမ့်ရိုင်းမသွားအောင်စိတ်ကိုတသမတည်းထားတယ်အဲ့ဒါကိုဘုန်းကြီးတို့စာပေများမှာပဏိဒါနတဲ့ပါတယ်လေဒါကြောင့်ဟိုယရဏသုဒ္ဓမှာပဏိဒါနတော်ပတ္တယတထကတ္တဒတ္တပါရမီယောဓတ္တဥပပါရမီယောဓတ္တပရမတ္ထပါရမီယောတိသမတိန်သာပါရမီယောပိစမပရိစ္ဆာကေအလောင်းတော့ယုံမင်းဘဝမှာပြေးတာမိဘုံနဲ့ခုံချတယ်ဆိုတာကြားဘူးတယ်ဟုတ်လားသာရန်ရှင်မင်းဘဝမှာအဆွဲပြတ်ခံတယ်လက်တွေခြေတွေပြတ်ခံရတဲ့ဘဝရှိတယ်ခန္ဒီဝါရီဇတ်တော်မျက်လုံးဖောက်ပေးတယ်တိဝိဇတ်တော်ဘဝတိုင်းကြည့်လိုက်တာဘုရားရဲ့သဗ္ဗညုတဉာဏ်ကိုရဖို့လို့ဘုရားလောင်းတော်ကြီးရဲ့ခြံတော်ကပြင်းပြတယ်တဲ့ဆုတောင်းပြီးတော့အလောင်းတော်ကထိုင်နေသလားဘုရားဆုနဲ့တန်တဲ့အလုပ်တွေကိုလုပ်သလားမလုပ်ဘူးလားအေးဒါကြောင့်မို့လို့ဘုရားရဲ့ဗုဒ္ဓဘာသာတွေရဲ့ဆုတောင်းခြင်းဆုပန်ခြင်းဆိုတာဘယ်ဖရာထာမှာသွားလို့ဒီမှာတချို့ဖရာတွေရေးတာဆူတောင်းပြေးတယ်ဗါတဲ့လေဖရာတိုင်းအဲ့ဒါမတွေ့ဘူးလားဆူတောင်းပြေးပါဖရာတို့ဆိုတော့ဘုဘကဖရာကဆူတောင်းပြေးလို့မရေးထားရင်ဘုဘကဖရာရှိမှဆူသွားတောင်းရင်ဆူကမပြေဘူးလို့ဘာလို့ဒီလိုထင်တတ်တယ်လူတွေကလည်းအဲ့ဒါဆူတောင်းပြေးလို့ရေးထားရင်အဲ့ဒီဖရာလူပြီးတော့ဥသွားချတယ်ဒါဆူတောင်းပြေးတယ်ဆူတောင်းပြေးတယ်ဟဲ့ဖရာတိုင်းဆူဆိုတာတောင်းလိုက်မပြည့်ဘူးပြည့်သလားပြည့်ပါဘူးဘယ်သူရှင်မသွားပြီးတော့ဘယ်ကတင်ရှင်ဘယ်ဖန်ဆင်းရှင်မလက်ပြခံပြီးတော့တောင်းတဲ့အလုပ်မဟုတ်ဘူးဗုဒ္ဓဘာသာယူဝါဒကလူရင်တဲ့ဆူကိုတောင်းတာကိုပဲတောင်းတာလည်းဘယ်လိုလဲအဲ့ဒီဆူကိုရဖို့လို့ဆူပြန်ပေးမှကလည်းဘိဓာရဲ့ကိုပဲတဲ့ကိုတောင်းပြီးတောင်းတဲ့ဆူနဲ့တန်တဲ့အလုပ်ကိုလုပ်ရင်ရမလားမရဘူးလားဒါကြောင့်တောင်းတာလည်းကိုပဲပြန်ပေးတာလည်းကိုပဲအဲ့ဒါမှတ်သားပါဘိဓာတေအဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်အဘိဗန္ဒကလို့ခေါ်တဲ့ရွာသူကြီးတယောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလာပြီးတော့လျှောက်ဖူးတယ်တဲ့ဘုန်းတော်ကြည်တော်မူတော်မြတ်စွာဘုရားတပည့်တော်တို့ရွာမှာဗျမနပုံနာဆရာကြီးတွေအဲ့ဒီပုံနာဆရာကြီးတွေကသူတို့ဗျမနဘာသာဝင်တွေသေသွားတဲ့အခါမှာ
နတ်ပြည်ကိုရောက်အောင်တဲ့ဆူတောင်းပေးကြတယ်ဘယ်ရောက်အောင်လဲမိဘုံကြီးဖို့ထားတယ်အဲ့ဒီမိဘုံတွေကိုမလုပ်နဲ့ထောပတ်တွေခပ်ပြီးမိဘုံတွေလောင်းထောပတ်တွေလောင်းတယ်ဆူတောင်းပေးနေတယ်တဲ့သူတို့ဘာသာဝင်တွေသေသွားရင်နတ်ပြည်ကိုရောက်ပါစေနဲ့အဲ့ဒီလိုဆူတောင်းပေးကြပါတယ်ဗြဟ္မပြည်ကိုသွားပါစေလို့ဆူတောင်းပေးကြပါတယ်မြတ်စွာဘုရားသူတို့ဆူတောင်းပေးတဲ့အတိုင်းသေသွားတဲ့ဗြဟ္မဏဘာသာဝင်တွေဟာနတ်ပြည်ကိုရောက်ကြပါသလားဗြဟ္မပြည်ကိုရောက်ကြပါသလားမြတ်စွာဘုရားလို့ဘုရားရှင်ကိုရမကိုလျှောက်တော့မှဘုရားရှင်ကိုရမကတကားတော့အဘိဗန္ဒကာတဲ့အာဟုသူတွေလုံပြီးတော့သေသွားတဲ့လူအတွက်နတ်ပြည်ကိုရောက်ပါစေလို့ဆူတောင်းပေးနေတာဘာနဲ့တူတော့ဆိုရင်ရေထဲကိုမြုပ်သွားတဲ့ကြောက်ခဲရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းနေတာနဲ့တူတယ်ဟောဘုရားပေးတဲ့ဥပမာဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့အပယ်ဆင်းသွားတဲ့ပုဂ္ဂိုလ်ကိုပြန်တက်လာပါစေကြောက်ခဲရေထဲမြုပ်သွားတာကန္နာမှာထိုင်ပြီးတော့ကြောဝဲတွေထိုးပြီးတော့ကြောက်ခဲလေးရေပေါ်ပြန်တက်လာပါစေလို့ဆူတောင်းရပါမလားပြေးသားရဲ့ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းပဲပြန်တက်လာပါစေလို့ဆူတောင်းလို့မရသလိုသူစရိုက်ကုသိုလ်ကောင်းမှုလုပ်ငန်းတွေကိုလုပ်ပြီးတော့သေသွားတဲ့လူအတွက်အပေကျသွားပါစေဟောကုသိုလ်လုပ်ပြီးတော့သေသွားတဲ့လူအတွက်အပေကျသွားပါစေလို့ဝိုင်းပြီးတော့အမြင်ကပ်လို့ဆူတောင်းပေးနေတော့လည်းပဲအပေရောက်ပါမလားဘုရားပေးတဲ့ဥပမာပေးတိုင်းထောပါအိုးရေပေါ်မှာထောပါအိုးခွက်လိုက်စမ်းထောပါဟာရေမြုပ်လားရေပေါ်မှာပြန်ဝဲပြီးတော့ရေပေါ်မှာတင်နေတယ်လို့ရေပေါ်မှာတင်နေတဲ့ထောပါတေကြီးအောက်ကိုမြုပ်သွားပါစေလို့တနေ့ကိုထိုင်ပြီးတော့ဆူတောင်းနေတော့လည်းပဲမမြုပ်ဘူးတဲ့ကဲဒီတော့ဘုရားတိုင်းတူတူလေးတွေ့လိုက်ကြပါစို့ဆုပေးတယ်ဆုတောင်းတယ်ဆိုတာဘယ်သူမှလုပ်မပေးနိုင်ဘူးကိုယ်တိုင်ပဲလုပ်ရမယ်ဒါကြောင့်ဘုန်းကြီးတို့ဗုဒ္ဓဝါဒမှာဖန်ဆင်းခြင်းဆိုတာမရှိဘူးရှိသလားကိုယ့်ဘဝကိုဖန်ဆင်းယူကိုလိုချင်တဲ့ဆုတောင်းကိုယ့်ဘဝကိုပြည့်စုံအောင်လုပ်မိမိစိတ်ကြိုက်လိုချင်တဲ့ဘဝကိုမိမိကိုယ်တိုင်ပဲဖန်နေပြီးတော့ယူဒါကြောင့်လူဟာတကိုးရှင်နဲ့လူဟာပါတယ်လဲဘုရားရဲ့လူချင်တာကိုတကိုးရှင်ကပေးနိုင်တယ်လို့လူဟာလည်းပဲဘုရားရဲ့ကိုလိုချင်တဲ့ဘဝကိုဆုတောင်းနဲ့ရနိုင်တယ်တဲ့ဒါကြောင့်ဘုရားရဲ့ဒါလေးလိုက်ဆိုကြည်စားမှာအကုသိုလ်များပြုလုပ်ချရောက်သွားအပေရွာအကုသိုလ်များပြုလုပ်ချရောက်သွားအပေရွာနတ်ပြည်တက်ရန်ဆုတောင်းပြန်ဧကံမရပါနတ်ပြည်တက်ရန်ဆုတောင်းပြန်ဧကံမရပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါရေမြုပ်အိုးကွယ်ရေပေါ်လဲပြန်ဝဲမတက်ပါဆုတောင်းပြီးရာထိုချိန်ခါထိုင်ကမနေသင့်ပါဆုတောင်းပြီးရာထိုချိန်ခါထိုင်ကမနေသင့်ပါသူနဲ့တန်တာအလုံးမှာကောင်းစွာလုပ်ရမှာသူနဲ့တန်တာအလုံးမှာကောင်းစွာလုပ်ရမှာတောင်းတဲ့ဆုပေးတဲ့ဆုနဲ့တလုံးတစ်ဝါကြီးပြည့်ပါစေဆိုတဲ့စကားကိုဘုရားရဲ့ဗုဒ္ဓဘာသာဝင်တွေပြောလဲပြောနေကြတယ်တောင်းလဲတောင်းနေကြတယ်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကမင်းတို့လူရင်တဲ့ဆုပြည့်ဖို့လို့ဆိုတဲ့နေရာမှာဘာတွေလုပ်ရမလို့ဆိုရင်ဘုရားရဲ့တစ်တရားတရားရှိရမယ်တစ်ပါလေယရဏ၃ပါးဖရာတရားတန်ခါယရဏ၃ပါးပေါ်မှာကြည်ညိုတဲ့ယရဏတရားတရားမိမိရဲ့အင်အားကိုယုံကြည်တဲ့
ဒီတရားတရားကံကံရဲ့အကျိုးတရားကိုယုံကြည်တဲ့ဒီတရားတရားရှိရမယ်တစ်တရားတရားလို့မှတ်လိုက်နှစ်ကသီလနှစ်ကပါတယ်လေဆုတောင်းမဲ့ပုဂ္ဂိုလ်အပေးတိုင်းသီလရှိနေရမယ်တဲ့ဘာရှိနေရမယ်လဲငါးပါးသီလစတဲ့ကိုကျင့်တရားတွေရှိရမယ်နောက်တစ်ခါနံပါတ်3သုတ္တအကြာအမေဘုသုတ္တရှိရမယ်နံပါတ်4သာကအရာရာကိုစွန့်လွတ်နိုင်ရမယ်နံပါတ်5ပညာကမ္မတက္ကတဉာဏ်အမြင်လည်းရှိရမယ်တဲ့တူတူလေးပြောမယ်ပိယတရဲ့သရာသီလသုတ္တသာကပညာဗါတဲ့တော့ပြောပါသီလသုတ္တသာကပညာအဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်တောင်းတဲ့ဆုပြည့်မယ်အဲ့ဒီတရား၅ပါးနဲ့ပြည့်စုံရင်ဘာဆုပြည့်မယ်တောင်းတဲ့ဆုပြည့်မယ်အဲ့တော့ပိယတတွေတောင်းတဲ့ဆုနဲ့ပြည့်ပြီးတရား၅ပါးနဲ့ပြည့်စုံရင်မလို့ရတော့မှာတော့ဆိုအလုံးလုံးရတော့မယ်လူတရားရှိလူတန်းတရားရှိတာဥပုသ်သီလဆောက်တည်တရား၅ပါးနဲ့တော့ပြည့်စုံပါရဲ့ဒါပေမဲ့လို့ပိဋကတ်တွေဆုမတောင်းဆိုပြန်ရင်လဲတဲ့ဒေသနာတော့ဒီနေရာအရေးကြီးလာတရား၅ပါးနဲ့လည်းပြည့်စုံတယ်လူလဲလူတယ်တန်းလဲတန်းတယ်ပေးကမ်းတယ်ဥပုသ်သီလလည်းဆောက်တည်တယ်လှုပ်တော့လှုပ်တယ်ပိဋကတ်ဆုမတောင်းရဘူးတဲ့ဘာမတောင်းဘူးလေအဲ့ဒါဆုမတောင်းရင်ဘာနဲ့တူတုံးဆိုရင်တဲ့ကောင်းခြင်းဘောကိုပြစ်တင်လိုက်တယ်ဥပမာပေါ့လှန်တစ်ချောင်းသို့မဟုတ်ဓာတ်တစ်ချောင်းကောင်းခြင်းဘောကိုဝီးဆိုပြီးတော့မြောက်ပြီးတော့ပြစ်တင်တယ်ဘယ်နှမ်းကြမယ်ဆိုတာသိသလားအရင်ကကြမလားအပြားကကြမလားကန့်လန့်ပြပဲကြလာမလားဆိုတာသိသလားအဲ့ဒီလိုပဲတဲ့ဘုရားသားရေကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဆုမတောင်းတဲ့အတွက်ကြောင့်မို့လို့အကျိုးပေးတဲ့အခါကျတော့မသေးကြဘူးတဲ့ဟောဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတောင်းရကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာလုပ်ရမလဲဆုတောင်းရမယ်နောက်တစ်ခုပြောမယ်ဆုတွေသာထိုင်ပြီးတော့တောင်းနေပြန်တယ်တရား၅ပါးလည်းမပြည့်စုံဘူးကုသိုလ်ကောင်းမှုလည်းမလုပ်ဘူးဆိုလို့ရှိရင်လည်းပဲပိဋကတ်တွေဆုတောင်းမှုတက်တဲ့နဲ့လည်းမရပြန်ဘူးတဲ့ရသလားဘာအကျိုးဘာဆုမှရမှာမဟုတ်ဘူးဒါကြောင့်ဆုတောင်းမှုဆိုတာမှတ်ထားပိဋကတ်ရဲ့လှေတဲ့တင်းမောတွေပေါ်မှာရှိတယ်ပဲ့နဲ့တူတယ်တဲ့ဘာနဲ့တူတယ်လဲပဲ့ပါမှတက်ပါမှရေလန်းခရီးမှလိုတဲ့နေရာကိုတန်တမှတ်မှရောက်စေနိုင်တယ်လို့တန်တရာခရီးလမ်းမှလည်းပဲဘုရားရဲ့လိုရှိတဲ့နေရာကိုရောက်ဖို့ဆိုတာဆုတောင်းမှုဆိုတာလုပ်ရတယ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပြုပြီးတိုင်းမိမိလိုချင်တဲ့ဆုတစ်ခုတည်းကိုသာတောင်းရမယ်ဒီကနာတော့ကုသိုလ်ကောင်းမှုလုံပြီးတိုင်းဘုရားတိုင်းတောင်းတဲ့ဆုကများရမှာလားတစ်ခုတည်းလားဆုများလို့မရဘူးဘုရားတိုင်းတစ်ခုတည်းတောင်းတချို့ဆုတောင်းတာတွေရှိတယ်ဣရိပုံညကုသလကြောင့်နားတော်ကြည့်သမ်းဣရိပုံညကုသလကြောင့်နောင်တွင်သံဃာဘဝမှာလည်းလေးပြပဲကတ်သုံးတွေလေးပြအပဲသုံးတွေသောကရှင်းရဌာနကျင်းလို့ရ၍ထိုဒေသသမဖြစ်ခြင်းမှာလူရွာနတ်ပြည်ကျင်းလေးတဲ့မြခတ္တိယနဲ့ဗြဟ္မဏစင်စင်မျိုးနဲ့ဖြစ်၍ຫນွေမြင့်တန့်စွာအမျိုးမှလည်းကောင်းစွာတန်နေတိဟိတ်နေ၍သုဝေဒရာပညာကြီးခြင်းတရင်နှံ့ကျော်မဟောတခါဖယားလျာတို့ဖြစ်ပါစေခြင်းကိုယ်တွင်ယောဂတန့်ရှင်းခွာ၍အနာမဲသူရှင်ပါကူနီမမဲမဖြူမဆူမကြုံမမြဲမဖြူမဆူမကြုံလုံးစုံနေနှင့်ပြင်မျိုးလင်၍တင့်တယ်ရောင်းဝါအစဲမှလည်းငါးပြကျော်သည်ရှင်ကစီလာပေါ်များဥစ္စာစီစိမ်မှလည်းငါးပြရန်သူလူယူမယဇောတိကသူဆိုတော့ဟုတ်ရှိတယ်များအကုန်လုံးပုံပြီးဘရေးတိုင်းပညာအရာမှလည်းပဲမဟောတခါလိုဖြစ်ခြင်းနဲ့ပညာအရာမှလည်းဘယ်လိုဖြစ်ခြင်းလဲမဟောတခါလိုဖြစ်ခြင်းနဲ့ရဝဲစင်းအင်္ဂါမှလည်းပဲရှင်မကိစ္စလိုချောခြင်းနဲ့ပစ္စည်းဥစ္စာပေါ်တော့လည်းပဲဇောတိကလိုဌာနခြင်းနဲ့ရပါမလားအဲ့လောက်ကြီးများတော့ဆုတောင်းနေမများဘူးလားဆုတောင်းဆိုတာပေးတိုင်းတစ်ခုတည်းတတ်တတ်မှတောင်းရတယ်တဲ့
အဲ့ဒါလေးမှတ်ထားပါဒါကြောင့်ဘုန်းကြီးတို့ရှေ့ကဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာရှားတော်ကြီးတစ်ပါးဆုတောင်းသွားတာဘုန်းကြီးခဏခဏပြောမှုတဲ့တောင်ဖီလာဆရာတော်တဲ့မဆရာတော်တဲ့လေဣမိနာပုံညကံမေနာအင်္ဂေနာကုတလေနာသာဣတောသုတဟဒုတိယအတ္တဘာဝမိအာဂတေဟိမဝန္တပရိသမိပပတိခန္ဓာမာရဏေအာသန္တိမဏိကူဟာယမေစုတကဒုမသသာတသမိဟေတံဘဝဒေဝအတိတိကယုကောဝရောဩပညာဝရိယသမ္ပန္နောဗုဒ္ဓသာသနာမမကောအဟံတောင်ဖီလာခောတောင်ဖီလာခောဓမ္မကုဆရာတော်အမိရတဲ့ငါပုဂ္ဂိုလ်ကျော်သည်ဣမိနာပုံညကံမေနာဤဝိနည်းလည်းငါအမိရတဲ့ကြံကိုပြုစုရတဲ့ကောင်းမှုကြောင့်၎င်းအေယေနကုသလေနာသံအခြားတစ်ပါးသောကောင်းမှုစုစုတို့ကြောင့်၎င်းဤတော်ဤဘဝမှာသုတောသုတည်တဲ့သည်ရှိသောဒုတိယအတ္တဘာဝမိအာဂတေနှစ်ခုမြောက်သောဘဝကိုရောက်ခဲ့မယ်ဆိုရင်ဟိမဝန္တာပရိသမိဟိမဝန္တာတော့အရ၌ခန္ဓာမရဏပပတိခန္ဓာမရဏတောင်ကြီး၌မဏိကူဟာယဗရမယလိုင်းကိုရဲ့အာသာနေအနိမာမေသုတကဒုမသသမေသုတကနပံပင်ကြီး၌အတိတိကာယုကောအလွန်သက်ရှိသောဝရောမြတ်လာစွာသောပညာဝရိယသမ္မာနောပညာဝရိယနှင့်ပြည့်စုံသောဗုဒ္ဓသာသနာမှာမေကောဘုရားရှင်သာသနာတော်မြတ်ကိုချစ်မြတ်နိုးတတ်ပေသောဘုံမာဒေဝဘုံမစိုးနှတ်ခြင်းသည်ဟေတံဖြစ်ရပါစေသာဣတိသောတိပိတကလင်္ကာရောနာမတိပိတကလင်္ကာရအမိယပေသောတိရိယပပဒမဟာထေရတောင်ဖီလာခေါ်တဲ့ပုဂ္ဂိုလ်ကျော်ကြီးသည်ပဋ္ဌာနာစုတောင်းမှုကိုအကာတိကောင်းစွာမသွေပြုတော်မူခဲ့ပါပေသတည်းအဲ့ဒါဝိနည်းလင်္ကာရကြံကြီးရေးပြီးတော့တောင်ဖီလာသတော်ကြီးစုတောင်းသွားတာဟိမဝန္တာတောင်မေသုတကနပံမေခန္ဓာမရဏလိုင်းကိုကြီးမှာပေးတတ်တဲ့ခန္ဓာမရဏတောင်မေသုတကနပံမေကြီးမှာအလွန်သက်ရှိသောယောဂသောနမင်းကြီးဖြစ်ရပါလို့ဤတဲ့စုလဲတောင်းတယ်ဘေးတိုင်းတောင်းတယ်စုနဲ့တောင်းလဲကုသိုလ်လုပ်သလားမလုပ်ဘူးလားဒါကြောင့်တူတူမှတ်ပါတော့ဘေးတိုင်းစုတောင်းပြဖို့လို့တရား၅ပါးသရံသီလသုဒ္ဓသာဂပညာဘယ်နှပါလဲဆိုလိုက်သရံသီလဣနဝပြေဝဆုံးလင်းစွာသရသီလဣနဝပြေဝဆုံးလင်းစွာသုတ္တသာဂပညာပါထဲပါဤသုံးပြသုတ္တသာဂပညာပါထဲပါဤသုံးပြငါးပါးဆုံးမသူပြေဝဗုဒ္ဓမိန်ခဲ့တာငါးပါးဆုံးမသူပြေဝဗုဒ္ဓမိန်ခဲ့တာဧကတေအဲ့ဒီတော့ဆုတောင်းဆိုတာသူများတောင်းပေးလို့ရတာလားကိုယ်တိုင်တောင်းရမှာလားအဲ့ဒီတော့ကိုယ်တိုင်တောင်းတဲ့ဆုမမားဖို့ရည်ကြီးတယ်ဆုတောင်းမပုံပြောမလို့ဗာမပုံနဲ့လည်းဆုတောင်းမပုံပြောမလို့မြတ်စွာဘုရားလက်ထက်တော်ဧကနမယမကဝတာဝတိယဝိဟာရတိဇေတဝနေအနာထပိဋိကတအာရမေဧကနမယခါတဘာစီလုံးကဘဂဝါဘုန်း၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယသာဝတိခေါ်တဲ့ရှင်မြို့တော်မှာအနာထပိဋိကတအနာတပိန်ကုံသိမြမွေးရှင်တထေဤအာရမေနှလုံးဝေလျော်ပြောပရာကောင်းဆောက်လုပ်ရလူရာသောဇေတဝနေဇေတုဟောကြောင်းတိုက်တော်မှာဝိရတိယမထာလေးလီဖြင့်မြတ်ကြီးရွှေမြုံတရင်သုံးကနေတော်မူခဲ့ပါပေသတည်း
ဘုရားမြတ်စွာသာဝတိပြေမောစေတော်ခေါ်ကြောက်လိုက်တော်မှာယမတလေးလီဖြင့်မြာကြီးရေမြုံတရင်သုံးဆံမဲ့တော်မူနေစဉ်ကာလပိသယေဟုတ်ဗာရာဏသီမြို့အနီးမှာခယာမြို့တဲ့ဗာမြို့တဲ့ခယာမြို့မှာပိသယေပုံနာကြီးတယောက်မှာသမီးလေးတယောက်ရှိတယ်အဲ့ဒီသမီးလေးချိန်နာရွယ်ရောက်လာတဲ့အခါကျတော့သူတို့နဲ့အမျိုးတူပုံနာတစ်ထေသားနဲ့ပေးသားလိုက်ကောပေးသားလိုက်တဲ့အခါကျတော့ရောင်နောက်စရုံပါမြဲထုံဆိုတဲ့အတိုင်းမိဘတွေပြစ်ထားခဲ့ပြီးတော့ဒီပုံလေးမလေးဟာတောက်ကြနောက်လိုက်သွားတောက်ကြနောက်လိုက်သွားတော့ယောက်ျားအိမ်ကတော်တော်ချမ်းသာတယ်ဒီတဲ့အရှိကနေမွေးလာတာအများကြီးပဲအဲ့ဒီမှာတခါတည်းကိုတိုက်ခွက်တိုက်ပကံဆွေအဝိရှောတပည့်စီလဲရေခအိမ်ထဲလဲဝင်သွားအိမ်ကြီးကဝင်းကြီးခြံကြီးကျယ်ကြီးနဲ့အိုးတထေးသားလေးပုံနာလေးမင်္ဂလာဆောင်ကပြန်လာတယ်အဲ့တထေးကတော့ပုံလေးမလေးလည်းပါလာတယ်အိမ်ထဲကကျော်မတွေအကုန်လုံးဆက်ပြီးတော့ဝိုင်းကြိုဆိုကြတာဥတိုက်ကြတယ်အဲ့ဒီမှာဘေးသားတွေကျော်မလေးတယောက်တယ်ရုပ်ဆင်းအင်္ဂါမတန်လှတယ်အဲ့ဒီကျော်မလေးကိုပုံလေးမှာတထေးမှာမြင်လဲမြင်တော့ဘေးတိုင်းဘယ်လိုနဲ့ကြောမတည့်တာလဲမသိဘူးဒီပြက်နာမြင်လိုက်တဲ့ကောကဒေါသတခါတည်းထောင်းနဲ့ထွက်သွားတာတဲ့ဒေါသထောင်းနဲ့ထွက်ပြီးတော့စက်ထဲမှာလည်းဒီကျော်မလေးကိုအလက်သားနဲ့ရိုက်ချင်နဲ့ချင်နေတာဖြစ်ပုံများတာတလောက်ကျော်နေအများကြီးရှိတယ်ဒီကလေးတယောက်ကိုသူသွားပြီးတော့ဘယ်လိုမျက်ကြောမတည့်တယ်မသိဘူးမျက်မုန်းကြိုးတာလည်းမသိဘူးဘသူလည်းဘာမှလည်းပြောတာမဟုတ်ဘူးဒီမြင်လိုက်တဲ့ကောကဒါနဲ့အိမ်ထဲဝင်လာပြီးတော့ဟိုကျော်မတော့ခေါ်တယ်အဲ့ဒီကောင်မတော့ခေါ်တော့တခင်မကြီးဘာများခိုက်ကြည့်လို့လဲဘာမှမခိုင်းဘူးနင်းနဲ့ငါမြင်လဲကားတွေရိုက်ရှင်လာခဏလာနင်းနာလာခဏလာတော့ရဆိုပါပဲရိုက်ဟိုကျော်မဘာဖြစ်ရှိလို့လဲဘာမှပြင်းပြီးရိုက်ရှင်လို့ကိုရိုက်တာလေခိုင်းဖြစ်ပုံကအဲ့ဒါနဲ့ဘေးသားတဲ့တူတူပြောလို့ဒီနေ့တိုင်းအပြည့်မရှိအပြည့်ချပြီးတော့ဒီမြင့်ကြုံနေမရိုက်ဘူးတဲ့ဒီကြုံမလေးပဲတော်ကြနေရိုက်ပြန်ပြီးခေါ်ပြီးတော့နည်းနည်းလေးမမှန်းနဲ့မှားတာအလုံးကမှားတာနဲ့ရိုက်တာနဲ့မကဘူးတော်ကြကြဖို့နဲ့ရိုက်လို့ရိုက်တော်ကြသပင်လေးဆောက်ဆွဲပါးပြီးရိုက်လို့ရိုက်သူဒီလိုလုပ်နေတာကိုဒီကောင်မလေးကသပင်တော်ကောင်းတယ်တဲ့ဒီကြုံမလေးကသပင်တရားလူတရားရှိပဲခြင်းနဲ့သပင်လည်းအလွန်ကောင်းတယ်ရုပ်လည်းချောတယ်သို့တော့အမျိုးကဂျုံမျိုးဘာမျိုးလဲဘေးသားရဲ့တခါခမသိရင်ဘေးသားရဲ့အဲ့ဒီဂျုံမလေးကိုထမင်းမကြည့်ဘူးလေဓာန်ပေးတဲ့အနေနဲ့အစာငါခံပြီးတော့ထားတယ်သပင်ဆွဲတယ်ပါးရိုက်တယ်အမျိုးမျိုးနှိမ့်ဆက်တယ်ဆူတောင်းမှားခဲ့ကြဘာမှားခဲ့ရလားသပင်ကနေတရွတ်တိုက်ဆောင်းဆွဲပြီးတော့နေတိုင်းနှိမ့်ဆက်တဲ့ဓာန်ကိုခံနေရတော့ဒီကြုံမလေးကစိတ်ညစ်လာတယ်ဘေးသားရဲ့ငါတစ်ချက်ရှိဒီတပင်မဲ့ဆွဲပြီးတော့တကြွတိုက်ဆွဲပြီးတော့ငါပါရိုက်တယ်ကိုက်လောက်တောင်ရှစ်တာဘာတော့မပြောနဲ့ဘေးတိုင်းအဲ့ဒီကြုံမလေးကကရုံးသွားတော့မလိုက်ဟောတယ်ဘာလို့မလိုက်ဟောလဲကရုံးတုံးတော့ကရုံးပြောင်ကြီးနဲ့ဖြည့်နေတော့နောက်နေကြတော့အလုံးကင်စင်မပြေတော့ရိုက်မလို့ဆိုပြီးတော့ခေါင်းကြီးတော့ခေါင်းသပင်ဆွဲပြီးပါရိုက်မယ်လို့တော့ခေါင်းသပင်ရှိသေးလားမရှိတော့အဲ့ဒီတည်းတော်ကအောင်မကြီးကနော်သပင်ဆွဲပြီးတော့ငါပါရိုက်တဲ့ကြီးကသပင်ကိုသွားပြီးတော့ဖြတ်ပြတယ်ဒီလိုရနိုင်ရောလားလာခဲ့ကောင်းပါဆိုပြီးတော့ပရိသတ်ပုံကြားတဲ့ညှပ်ပြီးတော့တခါတော့ခေါင်းသူ့နဲ့တုတ်ထားတာလေခေါင်းပါနဲ့တုတ်ထားတယ်ဘုန်းကြီးတို့စာပေမှာရစ်စုကျိုးဆိုတာရစ်စုမာလာဆိုတာပန်းခေါင်းမှာကျိုးခွင်းဆွတ်ထားတာခေါင်းမှာပါဆွတ်ထားတာလေခေါင်းပေါ်မှာကျိုးတစ်ချောင်းတင်းကျပ်သွားချီနှောင်ပြီးတော့ထားတယ်အဲ့ဒီအမျိုးသမီးရိုက်ခြင်းဆောက်ဆွဲတာအဲ့ဒီကျိုးကိုပဲတခါနဲ့လူရောခန္ဓာကိုယ်ကခေါင်းအကုန်လုံးပါလာအဲ့ဒီချိန်ကစပြီးတော့ပြည့်တဲ့ခေါင်းပေါ်မှာကျိုးချီထားတာကိုခံရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကျုံမလေးရဲ့နာမည်ကိုရိစုမာလာတဲ့ဘယ်သူလဲရိစုမာလာလို့ခေါ်နေတိုင်းနှိမ့်ဆက်ခံရတဲ့အကြောင်းတစ်ခုမဟုတ်အကြောင်းတစ်ခုနဲ့
နေတိုင်းနေတဲ့ခါရတဲ့တွေ့တန်ရဲ့ဟိုးကြာတော့ဘာဖြစ်လဲပရိသတ်စိတ်ညစ်လာတယ်ကြာတော့ဘာဖြစ်လဲစိတ်ညစ်လာတယ်ဒီငါလည်းလွတ်အောင်မသွားနိုင်ဘူးငွေနဲ့ဝယ်ထားတာငွေဝယ်ကျော်သွားလို့မရအဲ့တော့စိတ်ညစ်မကညစ်လာတဲ့အခါကျတော့ဘာလို့မလဲတဲ့ကိုသေချောင်းကြံတယ်ကိုဘာလို့လဲဘယ်လိုသေမလဲဇွတ်တို့ချသေးမယ်တဲ့ဘယ်လိုသေမဲတဲ့စီစံပရိသတ်ဘယ်လောက်တော့စိတ်ညစ်တုံးဆိုတာသူဒီဆုံးဖြတ်ချက်ချလိုက်တယ်ဖြစ်ချင်တာဖြစ်ဒီနေ့မနေ့ငါရေခတ်တော့မှာတွားမှာရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားမယ်ဒီလောက်တော့ငါတိတ်ဆက်တယ်ရေအိုးတဲ့ကျိုးဖွက်ပြီးတော့ယူသွားပြီးတော့တောတဲ့ထဲမှာသစ်ပင်တပင်မိတဲ့သစ်ပင်တက်ပြီးတော့ငါကိုငါဇွဲလို့ချသေးတာကောင်းတယ်တဲ့စိတ်ညစ်မကစိတ်ညစ်တော့ပရိသတ်ရေကျိုးတစ်ချောင်းရေအိုးတဲ့ဖွက်ယူသွားဟိုကျုံမတွေရေခတ်နေတော့ဒါလေးလစ်ပြီးတော့တောတဲ့တခါလေးပြေအောင်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းလောကကြီးကိုကြည့်တော်မူတဲ့အချိန်ဘုရားကခြေတော်မှာဘုရားကဗမာလဲအဲ့ဒီအမျိုးသမီးလေးသစ္စုမကသူ့ကိုယ်သူဇွဲကြိုးချသိမယ်လို့ကြံစီနေတာကခရာမြို့နာကတုတ်ထဲမှာပြီးတော့မြတ်စွာဘုရားကဆက်ပြီးတော့ရှင်ရင်ကြည့်တယ်ငါဘုရားသွားရမလားမသွားရဘူးလားသွားရမယ်ပါရမီရှင်ကုသိုလ်ရှင်ဟာဘုရားနေလို့မရဘူးဘုရားတဲ့သွားရမယ်ငါသွားရင်ဘာကျိုးသူရှိမလဲအဲ့ဒီရိစုမာလာအမျိုးသမီးသောတာပန်ဒီမဲတဲ့ဘာဖြစ်မဲတဲ့လဲဘုရားတဲ့သောတာပန်ဒီမဲသူ့ကိုနှိမ့်ဆက်တဲ့တထေးကြောပုံလေးမှနဲ့တထေးတို့လည်းပဲတရဏဂုံသုံးပါးခံယူပြီးတော့ကုသိုလ်ကောင်းမှုနဲ့ဝေလျောမယ်မြတ်စွာဘုရားရှင်ကိုရမြတ်ဒီရေးမြင်တော်မူတော့မှဘုရားတဲ့တပါးတဲ့အဖော်မပါပဲတဲ့ဟိုမှာကလေးဝါလေးကသွားနေပြီအချိန်မီသွားရတော့မှအဲ့ဒါကုသိုလ်ကကယ်ထုတ်တာဘာကကယ်ထုတ်တာလဲဒါကြောင့်ကယ်တင်ရှင်ဆိုတာဘုရားတိုင်မှတ်ထားကုသိုလ်ကောင်းမှုပဲကိုယ့်ဘဝကိုယ်ပဲတည်ရကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကကိုယ့်ကိုယ်ကယ်ကုသိုလ်ကကယ်တော့ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ကိုရောမြတ်နဲ့ကြောင်းတော်မှာနေလို့မရဘူးချက်ချင်းကောက်ခင်ခီးနေကြွကောက်ခင်ခီးနဲ့ကြွလာပြီးတော့မြတ်စွာဘုရားရဲ့ကိုရောမြတ်အဲ့ဒီတောအုပ်ထဲမှာတပါးတဲ့သတင်းသုံးပြီးတော့ပိဋကရောင်ကြီးတော်တွေလွတ်ထားတယ်တဲ့ဗါတွေလွတ်ထားလဲရောင်ကြီးတော်တွေလွတ်ထားတဲ့အချိန်ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီရိစုမာလာဇွဲတို့ချပြီးတော့သိမဲ့တစ်ပင်နဲ့မလားမကန်းနာမှာသူကလည်းကြောက်လန့်နဲ့တောထဲဝင်လာတာသေချောင်းကြမ်းမဲ့ပုဂ္ဂိုလ်ဆိုဟိုဒီသူမချိအားဘူးပိဋကကမန်းကန်းတခါတစ်ပင်ပေါ်ပြည့်တယ်ပြီးတော့ဘာလို့လဲကြိုးချီပြီးတော့လူတရားမလွတ်တလို့လေးလောက်သူကြိုးမှန်းချီပြီးတော့အောက်ပြန်ဆင်းပြီးတော့လေပင်တွေကိုကြိုးခွင့်စွတ်မလို့လုံနေတဲ့အချိန်မှာနေသားမအောင်ဒီနားမှာဘယ်သူများရှိလဲမသိဘူးငါဘယ်သူများချောင်းကြည့်နေလဲမသိဘူးတေဂန်ဒီကာလမှာဘေးတိုင်းအဲ့ဒီလိုဟိုဒီလိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှမြတ်စွာဘုရားကိုတွေ့တယ်တဲ့ဘယ်သူကိုတွေ့နီလဗိဒာလောဟိတာဩဒရာမင်းစိတ်ချရောင်ကြီးတော်6စုမြုပ်ကွန်တော်မူပြီးတော့သတင်းသုံးနေတော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့လိုက်ရတဲ့အခါကျတော့မှဩဘုရားရှင်ကိုရောမြတ်ကြီးဟိုမှာသတင်းသုံးနေပါလားငါလူသူဆင်းရဲကိုမြတ်စွာဘုရားတရားမဟောပါမလားမသိဘူးသေဂန်ဤတရားနာခြင်းနဲ့သေဂန်ဤဘာလို့ရှင်သေဂန်ဤတရားလေးတဘောတော့နာသွားခြင်းနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ငါလိုကြုံမကိုတရားဟောပါမလားမသိဘူးတရားဟောရင်လည်းနာသေးတာပေါ့မြတ်စွာဘုရားကသွားမယ်လို့ပိဋကတ်တွေအဲ့ဒီမှာလိစုမာလာကသစ်ပမောတသစ်တိုင်းမှာကြိုးချီလည်းပဲစွတ်နေတဲ့ချိန်ကာလမှာဘုရားကိုဘူးမြင်ရလို့သေဂာနီးတွေတရားလေးတစ်ပုဒ်တော့နာသွားခြင်းနဲ့ဟောဒီဖြစ်စေမောဒီဖြစ်စေငါဘုရားနာသွားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုသွားဘူးမယ်ဒီဆင်းရဲဒုက္ခကနေလွတ်ရအောင်လို့အဲ့ဒါမြတ်စွာဘုရားထံသွားတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကချစ်သမီးရိစုမာလာဘုရားကစပြီးတော့နှုတ်ဆက်ရဝမ်းသာလိုက်တာဆိုတော့ဘုရားသူစနှုတ်ဆက်တော့ငါနာမည်နဲ့ဘုရားရှင်ကိုရောမြတ်သိတော်မူတယ်ချစ်သမီးရိစုမာလာတဲ့ငါပဲဘုရားရှင်ကိုရောမြတ်ထံကိုလာခဲ့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ခေါ်တော်မူတော့မှပိဋကတ်တွေမြတ်စွာဘုရားထံသွားလို့ဘုရားထံမှာရိုသေသောရှုပ်ကိုပြီးတော့မြတ်စွာဘုရားကသူ့ကိုတရားဟောတယ်
မြတ်စွာဘုရားကရိစုမလာကိုဘာလို့တလဲသစ္စာ၄ပါးတရားပြလို့ရှင်သမီးဒီဒုက္ခကဘာမှမဟုတ်သေးဘူးမင်းဒီဒုက္ခနဲ့စိတ်မငြင်းနဲ့ဟာဒီမှာဩနာတရေဒုက္ခဝိတွေကဒီလိုများတယ်ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ဒီခန္ဓာဒုက္ခတွေကိုဟောဘုရားဟောလို့ဒေသနာဝတ္တနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာသာထိုရိစုမာလာလို့အမည်ရတဲ့ကျော်မကလေးသည်သောတာပတ္တိဖလေသောတာပတ္တိဖို့သောပရိဒေဟိကောင်းစွာမသွေတည်တော်မူခဲ့ပါပေသတည်းဣဒံဒုက္ခနိမဝောဇအယံဒုက္ခသတံဘဝဒုက္ခនិရောဓမေခောဇဧသတောအမတောကတောမန္တမိတော်မှာရိစုမာလာကိုဣဒံဤဖြည့်ချင်းပြည့်ချင်းဤဒုက္ခဆင်းရဲဟူ၍အဝေါဇမြတ်စွာဘုရားဟောကြားတော်မူလိုက်ပါပေ၏အယံဤဖြည့်ချင်းပြည့်ချင်းဆိုတဲ့တဏှာတိဒုက္ခသံဘဝဆင်းရဲခြင်းရဲ့ကြောင့်ဟူ၍အဝေါဇမြတ်စွာဘုရားတပည့်တော်ဟောကြားတော်မူလိုက်ပါပေ၏ဒုက္ခនិရောဓဒုက္ခမဖြစ်ရနိဗ္ဗာန်ကိုလည်းပဲအဝါသဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူလိုက်ပါ၏အဇသောလမ်းမှဖြစ်သောအမတောကတောအမတဩဃတောမသေးနိုင်သောဆေကောင်းဆေမှဖြစ်သောမေဃောဇနိဗ္ဗာန်ရောက်ကြောင်းအကျင့်ငါဟူ၍လည်းဘဂဝါဘုရားရှင်ကိုရောမြတ်ကအဝေါဇကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေသတည်းအနုကမ္မသာကုသလသာဩဝါဒမိယံချိတာဧသကအဝတ္တဝန္တတေနိဗ္ဗာန်ပရမစ္စုတံအာဘယတမိတော်မှာသေသူမာလာသည်အနုကမ္မကတ္တအစဉ်တနာတော်မူရသောကုသလသာဆုံးမခြင်း၌လိမ္မာတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဩဝါဒမိဆုံးမတော်မူသောတရားတော်၌ခြိတော်တည်လျက်အမတံသေခြင်းမရှိသောတန်တိန်ငြိမ်းခြင်းလည်းရှိပေထသောဣသုတံသုတိကျွေလျာခြင်းမရှိသောနိဗ္ဗာန်ပဒံနိဗ္ဗာန်တရားတော်မြတ်ကိုအာဘယတပိတော်ဒိသုမာရာတိဣဇကာကောင်းစွာမသွေရခဲ့ပါပေပြီဘုရားသာဂဝါတိတပေဓတ္တနေနအဝိကမိနိမူလသတ္တယတတ္တယတိတာဗုဒ္ဓတာဩရတာအာဘယတပိတော်ဒိသုမာလာတိပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ပေမယရဏသုံးပါး၌ချစ်ခင်ခြင်းသည်ဝါတိတာမြဲခိုင်စွာတည်ပါပြီဘုရားမူလသတ္တယအမြင့်ကိုဆွဲရဖြစ်သောတတ္တယယရဏသုံးတန်ကံရဲ့ကျိုးကိုယုံကြည်သောတရားဖြင့်တတနေနာယရဏသုံးပါးကိုဘူမြင်ခြင်း၌အဝိကံမိနိတုံးလုံးခြင်းမရှိတော့ပါမြတ်စွာဘုရားဗုဒ္ဓသာသုံးလကထွတ်တင်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဟောရသာရွှေရင်တော်၌ဖြစ်သောတိတာသမီးတော်လေးတစ်ပါးဖြစ်ခဲ့ပါပေပြီဘုရားဧရတေသူသောတာပန်တိလဲတည်သောကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုအဲ့ဒီလိုဂါထာတွေနဲ့ရှောက်လို့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့တတ်မသေးတော့ဘူးတဲ့ကိုယ့်ကိုယ်ကိုမတတ်တော့ဘူးတဲ့တတ်မသေးတော့ဘူးခန္ဒီမေတ္တာကရုဏာစိတ်ဓာတ်အပြည့်အဝနဲ့ပြန်မယ်ဟဲ့အိကိုရိုက်ခြင်းလဲရိုက်ပေသေးတော့တတ်ခြင်းလဲတတ်ပေသေးတော့ငါအပေတကားပိတ်သွားပြီဗာတကားပိတ်သွားပြီအပေတကားပိတ်သွားပြီလို့ဒီလိုစိတ်ထဲမှာဆုံးဖြတ်ချက်ချပြီးတော့ဟိုကောင်မလေးတွေပြန်ကုန်ပြီသူတယောက်တည်းတော်လိုက်ကြနေခဲ့အဲ့ဒါနဲ့ရိုးလေရေလေးကမကရခရေလေးကမခါပြီးတော့ပြေးတိုင်းအိမ်ကိုပြေးလေးသွားတော့အပြည့်မရှိအပြည့်ရှာနေတာဟိုမိမကြီးကဟာလာခဲ့ချိန်လုံးကန်ပြီးတော့စောက်နေတာပြေးတိုင်းလာခဲ့ကောင်းကောင်းကကျိုးဆောက်ဆွဲပြီးတော့ရိုက်အောင်ပါပဲလာသားပါဦးလာသားပါဦးခဏနာကကြည့်အောင်ပါမျက်နာအိမ်တည်းနဲ့
လာနေတာမျက်နှာကလည်းဝင်နေတယ်ဘုရုံးကဆိုရင်ပိဋတိုင်းနေတိုင်းငိုနေရတော့မျက်နှာမှာတောကတွေအပူမိတွေနဲ့ငိုရတဲ့မျက်လုံးတွေကဖောက်ကားပြီးတော့ကလေးမလေးကယုံလာပြီပဲလို့ပိဋတိုင်းဘယ်လိုဖြစ်နေတဲ့တောကအပူတွေများနေတော့ရုပ်ကရုပ်ချမ်းဖြစ်နေအခုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့တရားတော်နာကြားခဲ့ပြီးတော့သောတာပန်အရိယာဖြစ်သွားတော့ရုပ်အရှင်းကဝင်းဝါပြီးတော့တခါလဲလာတော့အိမ်ရောက်တော့ပုံလေးပါးကကြည့်ပြီးတော့ရုပ်ကတော့ရုပ်ကကြည်လာတယ်ဒါကြောင့်ရိတ်တာတွေမှာတရားကြကြအထုတ်လာရင်ဘေးတိုင်းသမာဓိဆွမ်းအားတွေဉာဏ်ဆွမ်းအားတွေတက်လာရင်ယောဂီဟာတက်လာနဲ့တက်လာတရက်နဲ့တရက်မတူတော့ဘူးရုပ်ကြည်လာတယ်။ဘာကြည်လာလဲ။ဒီယောဂီတရားမှတ်တယ်မှတ်ဘူးဆိုရုပ်ကိုဖန်ကြည့်တာနဲ့သိတယ်။တကယ်မှတ်လိုက်ရုပ်ကကြည်လာတာပဲ။အဲ့တော့ခါတိုင်းဆိုရင်မကြည်မလင်းတဲ့ခုကြည်ကြည်လင်းလင်းဝင်းဝင်းပါပါနဲ့ဖြစ်နေတဲ့လာလာမဝင်ကြီးရေခတ်သွားတာကြာလာကြီးလားဘယ်လိုဖြစ်တာလဲပြောဆိုတော့မလိမ်မှုပြည့်တဲ့သောတာပန်၅ပါးသီလလုံသွားပြီသောတာပန်မှာလုံသွားပြီ၅ပါးသီလလုံသွားပြီအမှန်တိုင်းပြောတယ်ကျိုးကိုလေးလဲချပြတယ်ဟောဒီမှာကျိုးကျမတော်တဲ့ကိုသွားတယ်ဘာလို့တလဲဇွဲရိုးချပေမလို့မနင်တို့ငါအမှုပေါအောင်လုပ်ပြန်ပြီမဟုတ်ဘူးကျမစိတ်နေနေလို့ဘာလို့စိတ်နေကျမကိုအပြစ်မရှိပြစ်ချာနေတိုင်းနေတယ်ပြီးတော့ရိုက်နေတယ်ညှင်းနေနေတယ်အခုမြတ်စွာဘုရားရှင်ကိုရောမြတ်တဲ့တွေ့လို့တရားနာခဲ့ရတယ်သောတာပန်ရိယာဖြစ်တယ်လို့အကြောင်းဆုံးရှင်းပြနေတဲ့အချိန်မှာဘုရားတိုင်းတတိသားလေးရောက်လာဟဲ့လေတို့ဘာတွေပြောနေလဲဒီလိုပဲပြောနေတယ်ဆိုတော့မှကဲအရိယာပုဂ္ဂိုလ်ဖြစ်သွားပြီးရိစုမာလာသောတာပန်အဲ့တော့ဒီနေ့ကစပြီးတော့မြင့်တို့ကိုမနှိမ့်ဆက်နဲ့တော့မနှိမ့်ဆက်နဲ့တော့နှိမ့်ဆက်မင်းနဲ့ငါနဲ့တွေ့ပါမယ်မင်းကဂရီပေးပါတယ်တော့မနှိမ့်ဆက်တော့ပါဘူးအဲ့တော့ရေစုမာလာဟာပိဋကရေဒီလိုနေတိုင်းအနှိမ့်ဆက်ခံရတာဟာစူတောင်းမှာခဲ့လို့ဘာမှခဲ့လို့လဲဘသူမပြုတ်မိမိမှုတဲ့ဘသူမပြုတ်ဘသူတဲ့လဲဘသူမပြုတ်မိမိမှုတဲ့ပိဋကရေတရားခံကသူကသဗ္ဗဘုရားလက်ထက်ကဘယ်ဘုရားလက်ထက်လဲကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်တော်တော်ကဟောဒီရိစုမာလာလေးကတထေသမီးဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့အခုသူ့ကိုနှိမ့်ဆက်တဲ့ပုံလေးမှာကျွန်မတထေကတော်ကအဲ့ဒီတုန်းကသူ့အိမ်မှာကျွန်ဟောကသဗ္ဗဘုရားလက်ထက်တုန်းကသူကတထေသမီးတဲ့အခုတထေသမီးဖြစ်နေတဲ့ပုံလေးမှာလေးကအဲ့ဒီကသဗ္ဗဘုရားလက်ထက်ကကျွန်မတဲ့အကြောင်းမရှိအကြောင်းချာနေတိုင်းအကြောင်းချပြီးတော့နှိမ့်ဆက်မခံနိုင်တော့ဘူးဘုရားတိုင်းအခုဘုရားပြန်နှိမ့်ဆက်တဲ့အမျိုးသမီးကမခံနိုင်တော့ဘူးစိတ်ထဲမှာတခါတည်းဒီဝတ်ကကျုပ်အောင်ဘယ်လိုလုပ်ရမလားတနေ့တော့ဘုရားတိုင်းကသဗ္ဗမြတ်စွာဘုရားရဲ့ကိုရောမြတ်ရဲ့သားတော်ကြီးယဟန္တာတစ်ပါးဆွမ်းကကြွလာအဲ့ဒါမနဲ့ကျော်မတွေစားဖို့လို့ဝေစုလာဟိုကျော်မလာခဲ့ဆိုပြီးတော့ဝေစုသမင်းဝေတာအဲ့ဒါဝေတဲ့သမင်းရလာတာကြည့်ပြီးတော့ဒီသမင်းငါမစားတော့ဘူးသမင်းငါမစားပဲနဲ့အိမ်ထဲမှာကြွလာတဲ့ယဟန္တာတစ်ပါးကိုဝေစုရတဲ့သမင်းလောင်းလို့ပြီးတော့ပြေးတိုင်းအင်းလှူဒန်းရတဲ့ကုသိုလ်ကံဆွမ်းမဲ့တကားကြောင့်တရားတပည့်တော်ကိုနှိမ့်ဆက်တဲ့ကျော်မဘဝတိုင်းပြန်ပြီးတော့နှိမ့်ဆက်ပြရစေလို့ဘုရားတိုင်းဆူတောင်းမှားခဲ့တာဘာလို့ခဲ့တာလဲဆူတောင်းမှားခဲ့တာလေဘုရားတိုင်းဒါကြောင့်ဆူဆိုတာတောင်းတဲ့အခါမှာလဲခုနတုန်းကဆူတောင်းတဲ့နေရာမှာတရားသီလသုတ္တစာကပညာဆိုတာပါဠိမပါဘူးလားဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းရတယ်ဒီစုကတောင်းတယ်နဲ့မတောင်းနိုင်ဘူးဆိုတာဉာဏ်နဲ့ချင်းချင်းပြီးတော့တောင်းစုတောင်းမှရဲ့သန္တရာခီးရဲသွားတဲ့အခါမှာသူငါနှိမ့်ဆက်ငါဒုပြန်နှိမ့်ဆက်နဲ့ကြည့်ဖို့ဘရဲ့တိုင်ကိုသုလတုပါတာသရံရှင်မဲဆွဲတော့ဖြတ်တယ်ဆိုတော့ကြားဘူးတယ်မလားအဲ့ဒါဘရဲ့တိုင်စုတောင်းမှခဲ့ကြတာအဲ့တော့ဒီမှာဒီဇာတ်လမ်းလေးကတူတူလေးမှတ်လိုက်သားဘရဲ့တိုင်ဘုန်းကြီးတို့ဘုရားဘာသာတွေကကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်သလားမလုပ်ဘူးလားကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဆုတစ်ခုတောင်းရမယ်ကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဘာတောင်းရမလဲကုသိုလ်တော့လုပ်တယ်တော့ဆုမတောင်းဘူးဆိုရင်ဥပမာပေးပြီးပြီကောင်းရင်ကိုမြောက်တင်လိုက်တဲ့လှမ်းကောင်းရင်ကိုပြစ်တင်လိုက်တဲ့ဓာအရင်ကကြမယ်ဖျားကကြမယ်သိသလားမသိဘူးတဲ့ဘယ်လိုကြမှမသိဘူးအဲ့ဒီနည်းတူပဲတဲ့
ကုသိုလ်ကောင်းမှုတွေတော့လုပ်တယ်ဘာစုမှမတောင်းဘူးဆိုဘယ်ဘဝဘယ်လိုကြိုးပေးလို့ဘာလည်းမသိရဘူးကွာအဲဆုဆိုတာလည်းပဲတောင်းတဲ့နေရာမှာတစ်ခုပဲတောင်းဆုဆိုတာတောင်းတဲ့အခါဘယ်လိုတောင်းအောင်လဲရုပ်ကလည်းချောခြင်းနဲ့ပညာကလည်းရှင်သာရိပုတ္တရာလိုတတ်ခြင်းနဲ့တကောကလည်းရှင်မောကလလိုကြည်ခြင်းနဲ့အနာမဲ့သူရှင်ပါကုသိုလ်လည်းပဲအသက်160နေခြင်းနဲ့ဆိုတော့အဲ့လိုအကုန်လုံးမပြည့်ပြည့်ပါလားရှင်ပါကုလတောင်းနေတာတစ်ခုတည်းအသက်ရှင်ဖို့လို့ဆုအနာကင်းဖို့ဆုတစ်ခုပဲတောင်းနေရှင်ပါကုလလားရှင်သာရိပုတ္တရာတောင်းတယ်ပညာအရာမှာဣရတဲ့ရဖို့လို့တစ်ခုပဲတောင်းတယ်ဘယ်လိုလုပ်ရလဲအဲ့တော့ဒီမှာဘာဆုတောင်းမှလို့ဘုန်းကြီးမပြောဘူးဘုန်းကြီးတို့တရားတော်မတွေကုသိုလ်လုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဆုတစ်ခုတောင်းအောင်ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းလုပ်ပြီးတိုင်းဘာလုပ်ရမလဲကိုမေးပါငါဘာဆုတောင်းပါလဲမဟုတ်တဲ့ဆုတော့မတောင်းနဲ့ပြည့်တဲ့ကြီးငါဘယ်သူနှိမ့်ဆက်တာနောင်ဘဝကျဒင်းငါပြန်နှိမ့်ဆက်ရပါလို့ဤလို့အဲ့ဒီဆုတောင်းရင်အခုရိစုမာလာတို့ကြည်သားမှာရိစုမာလာကဟိုဘဝကတထေသမီးဒီကျော်မကိုနှိမ့်ဆက်တယ်ဒီကျော်မဆောင်းလောင်းပြီးတော့ပြန်ဆုတောင်းတယ်နင့်ငါနှိမ့်ဆက်ပြရတယ်ဆိုတော့ဒီဘဝသူ့ပြန်ပြီးတော့မနှိမ့်ဆက်ဘူးလားအဲ့ဒါပဲပြည့်တဲ့အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်တရားတော်ကိုနာရလို့သောတာပန်တည်သွားတယ်ရိစုမာလာကြောက်ကြားတဲ့အခါကျတော့တထေသာရောတထေပုံလေးမှာကြီးရောသဘောကျပြီးတော့မြတ်စွာဘုရားကြောင်းတော်ကိုလိုက်သွားပြီးတော့ဘုရားကိုဆွမ်းသားပြစ်ပါတယ်ဆွမ်းသားပြီးတော့မြတ်စွာဘုရားနဲ့တကွသံဃာတော်တွေဆွမ်းသားကြွလာနောက်နေဆွမ်းစားတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်တရားဟောတော့အဲ့ဒီဇနီးမောင်နှံ2ယောက်လို့ဇနီးမောင်နှံ2ယောက်တော့ဘုရားတိုင်းတရဏဂုံသီလခံယူလို့ဥပဒကတွေဖြစ်သွားတယ်တဲ့အလုံးတရဏဂုံတီးလို့အိမ်လူအိမ်သားတွေလည်းပဲဘာပြောင်ဝါသားတွေဖြစ်ကြလို့ရိစုမာလာကိုလည်းပဲဘုရားတိုင်းဂျုံဘဝကလွတ်ပေးပြီးတော့သမီးဖြစ်နေမွေးသားပါတယ်ကဲမင်းလည်းမင်းချီကဲလူရင်နာလူပေးကျင်နာပေးယရနာပစ္စည်းဘာနာတိုက်တော့ပါအပ်ပေးလိုက်တာအဲ့ဒီလိုနဲ့ကုသိုလ်ကောင်းမှုတွေတက်ထဆုံးပြုပြီးတော့သေသွားတဲ့အခါမှာဘုရားရဲ့ရိစုမာလာတာဝရိဏနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်တာဝရိဏနတ်ပြည်မှာဘာသွားဖြစ်တယ်လဲနတ်သမီးသွားဖြစ်တယ်ရိစုမာလာဒေဝီတဲ့ရှင်မောကလန်ကြီးကြွသွားတော့သွားတွေ့ရောဟောကျော်မကနေပြီးတော့သောတာပန်ရိယာကနေပြီးတော့သေတဲ့အခါမှာတာဝရိဏနတ်ပြည်မှာသောတာပန်နတ်သမီးဖြစ်နေရောက်နေတဲ့ဆိုတဲ့အကြောင်းကိုရှင်မောကလန်ကပြန်လာပြီးတော့မြို့သူမြို့သားနဲသူနေသားတွေကိုပြန်ဟောတာရိစုမာလာဒေဝီဝတ္ထုတရားဒီနေ့အလုံးတရားဖြစ်တဲ့စေကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးတို့တရားကောင်းစင်လေးပေးပြီးတော့ဟောတာအမှားစုတောင်းမကောင်းတန်တရာဗတရားလဲမတောင်းတဲ့ဆုတွေကိုမတောင်းပါနဲ့ဘေးကရတောင်းတဲ့ဆုကိုပဲတောင်းပါတောင်းရင်လည်းပဲဆုတောင်းဟာတစ်ခုတည်းပဲတောင်းပါဆုတောင်းဟာပါတယ်လေအဲကြောင့်ရှိကသတော်ကြီးများလည်းပဲကျမ်းစာတွေရေးပြီးတဲ့ခါမှဆုတောင်းတော်မူကြတယ်နော်ဘုရားတော်ကတောင်းပြီးလားသတော်ကြီးတို့ဆိုရင်အဲ့ဒါရုပ်ကစိုးဖြစ်ပြရပါလို့ဤလို့မခန္ဓာကိုသတော်ကြီးတို့ဆိုလဲဆုတောင်းပါတာပဲဆုတောင်းတဲ့ပုဂ္ဂိုလ်တွေကတောင်းတဲ့ဆုပြေဖို့လို့တရား5ပါးလိုက်နာကျင့်သုံးရင်တောင်းတဲ့ဆုပြေမယ်ဒါကြောင့်ဆိုလိုက်ပါသရာသီလတုဒ္ဒသာခာပညာတရား5ပါးစုံသွားပြေဝသူများသုခပန်ထွာတောင်းတဲ့ဆုရမှုမှမကွာငါးပြတရားပြည့်သွားရင်လေအလုတ်ကိုလည်းလုံမြဲလို့စေနှုတ်ကဆုတောင်းလမ်းကြောင်းမှန်စေဒီဆုပဲမလွဲရနိုင်ပေသာသနာခေတ်လူဖြစ်ကြုံလားဉာဏ်ကိုဥစီစုကြီးပန်ထွာမကောင်းစုတောင်းမကောင်းတန်တရာသူဒီလွယ်ကိုပဲခံရမှာဒေသိတောဝေယံဓမ္မောဗုဒ္ဓနာယစ္စာပါတိတောဒေနာသဗ္ဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်လိနောဗုဒ္ဓနာအရဟတသုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်
အာဟိသဘာတိတောထံကတိုင်းဘယပြပြသာသာတိကယုဆိုရေဟောကြားအပ်သောအယံဓမ္မောရိစုမာလာဒေဝီလို့ခေါ်ဆိုအပ်တဲ့အမှားစုတောင်းမကောင်းတန်တရာလို့အမည်ပေးထားတဲ့ဓမ္မကတ္တဒေသနာတော်မြတ်ကိုမေမယံငါသည်တေတိတော်ဒုဒကဓမ္မတွေသိစေမစေကျင့်ကြံနိုင်ရပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထိုသောစေဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပင်ကျွေးမဲ့ဥစ္ဆုံးလုံးစုံကုန်သောသနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမီးနောမိမိတို့အတိအလိုရှိရာတောက်တာအပ်သောဣဒ္ဓမင်္ဂလာကျက်တဲ့ဖြာဖြာတို့နှင့်ပြည့်စုံရကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမှာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းဆိုလိုက်ဤသို့ပြုရာကုံညကုသိုလ်အဖို့ကိုပင်ဝေမိခင်နှင့်ဘာခင်ဆရာညာတကကသတ္တဝါအမြနတ်တို့အားလည်းရာညာပါစေဧမြဝေသည်ညာတွေသာတို့ခေါ်စေသောအာလုံးကြကြရအမြယူတော်မူကြပါကုန်လောသာဓုအလုံးသာကြရမြအမြသာဓုအလုံးသာကြရမြအမြယူတော်မူကြပါ